အခုလာမဲ့မင်းဘေးအခုလာမဲ့ဓာလန္တနာဘေးအခုလာမဲ့ဖိုးသူဓမြဘေးအခုလာမဲ့ရေဘေးမီးဘေးလေဘေးအခုလာမဲ့မြေငလျင်ကြီးတုံလောက်ပြီးတိုက်ပြိုပြီးတော့ပြီးသေးမဲ့ဘေးယခုလာမဲ့ကကြီးသုံးပါဘေးဒီဘေးပေါင်းကလွတ်မြောက်ပြီးတော့သမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ပြီးခန္ဓာဉာဏ်နဲ့ကြည့်လိုက်တဲ့အချိန်ကမှဖြစ်ပြက်မြင်ပြီးဖြစ်ပြက်မဟုတ်ဘူးဖြစ်ပြက်ကြီးချုပ်ပြီးတော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားတကား6ပေါ့အာယုံကအာယုံ6နဲ့တိုက်ကြိုက်တိုင်းရုပ်ကဖောက်ပြန်တဲ့နာငါခံစားတဲ့ရုပ်ဓမ္မနန္ဓမ္မဒီနိုင်တဲ့ကိုရှင်းနိုင်ရပါလေဘယ်လိုနေလာပြီလားနောက်ပိတ်ဆုံးသာသနာဟာဖြင့်ပေါ့သေးလေးမလုပ်ကြနဲ့သေးရမလားညပ်ပါသေးရမလားတော့မပြောရဘူးသေတော့သေရမှာပဲကတ်ကြီးကတော့လာပြီဗျာတော့ဒီကတ်ကိုနိုင်အောင်တိုက်ဗျာရက်စဲကြငါတင်နေငါကြောက်စားကြံနေငါဘုရားခဲ့မယ်တဲ့နောက်ပိတ်ဆုံးသာသနာဗျာဝိမု ക്തി ဖြစ်ဗျာအခုကနောက်ပိတ်ဆုံးသာသနာဘယ်ငါများကြာမယ်တင်တဲ့ကတ်တော့ချပြီလော့အောင်ယုံနိုင်ရင်ယုံသမာဓိရှိတဲ့ပုဂ္ဂိုလ်တရားခဲ့မယ်သစ္စာလေးပါးတရားတော်များရှိကြတဲ့ပုဂ္ဂိုလ်ဘုရားခဲ့မယ်သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတွေမှာ၅ပါးသီလမြဲတဲ့မဟာသောတာပန်ကြီးကျန်နိုင်မလားသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေတရားကြယ်နိုင်မလားသစ္စာလေးပါးရတဲ့ပုဂ္ဂိုလ်ဘုရားကြယ်နိုင်မလားအခုတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ဗာလေတဲ့ဘုရားကြယ်မှာပါဗျာဘာလို့ဘုရားအလုပ်လုပ်နေတာကို